ခင်ဖုံးသက်ဝေဖတ်ဖို့ຫນွေရိုးသားနိုင်သလောက်မြင်းဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားစေပါခင်ဖုံးသက်ဝေမိုးရိပ်မိုးဦးတွေကျူးပြီးဆိုရင်ပန်းနီနီတွေပွင့်ပြီးဆိုရင်ချွင်းချက်မရှိအယူတဲနေတဲ့တော့မှာပဲကျွန်တော်တို့ရဲ့ပုံတူပတ်စာလေးတွေအကြောင်းခြေကားရတဲ့သချင်းတွေတော့တစ်ခါတလေရေးပြဆိုပြပါတယ်ပိုးဖလန်လေးတစ်ကောင်သူ့တောင်ပန်တွေကိုချွတ်ချလိုက်တယ်လို့ပေါ့ဘေးလူတွေအမြင်မှာပေါ်ပါနေပေမဲ့သူ့လေးလံပြည်စည်းမှုနဲ့သူပါခင်ဖုံးသက်ဝေဒီလိုကြောက်တာကျွန်တော်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကန်သုံးစီကိုရောက်ဖြစ်ခဲ့သေးတယ်ရေလိုင်းလာရအတိုင်းရင်းကြီးပင်လေးတွေဆက်လက်ရွေးချမ်းနေကြရေလေကျွန်းကငှက်တွေအရင်လိုတေးတီဖောင်ဖွဲ့နေကြတရားပြက်ကြီးရဲ့လက်ကျန်တိုင်တွေကရေလေမှာထိုးထိုးထောင်ထောင်နဲ့လှမ်းပြီးနှုတ်ဆက်တယ်အင်မတန်အထီးကျန်လှပေမဲ့ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့တချို့လူတွေအတွက်လမ်းခွဲတယ်ဆိုတာလွယ်လုံးပါလေကိုအေးဖို့ကိုရှင်းပြီးထပြန်ကြရုံပဲခက်တယ်ခင်ဖုံးသက်ဝေရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျဲတွေဒူဝင်ကျဲကိုစိတ်နာတယ်လို့ဘယ်သူငိုနေတာလဲကွယ်ဒီမှာသိခက်တယ်ကမ်းပြူနာကတစ်ပင်ကတော့မရှိရှာတော့ဘူးအဲ့ဒီလိုဆိုမှဖြစ်သူ့တစ်မြစ်တွေမှာညှိနေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စက်ကူလေးလေးလည်းမရှိတော့ဘူးပေါ့နှက်ဝက်ထားတာလို့ကြီးကျွန်တော်စိတ်မှာထင်နေမိသေးတယ်အချစ်တဲ့ချင်းသေးအလုံးသုံးငယ်ဖြစ်သွားတဲ့တော့နှုတ်ဆက်ပါတယ်ဟလင်ကလာပြောတဲ့အတိုင်းဆိုရင်ခင်မုံသက်ဝေမှန်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မင်းမျိုးကအကြာကြီးစောင့်နေမှာမဟုတ်လို့လေရှေ့ကိုသွားနေတဲ့ရထားမှာနောက်ပြန်ထိုင်စီဝေးကွာချင်းဆိုတာကိုပူနာနေလာရတယ်မဲစလီပင်တန်းတွေတရွေ့ကြံခဲ့ပြီဖဲကျိုးရောင်တွေကြံခဲ့ပြီဖိုးကြိုသချင်းတွေကြံခဲ့ပြီပန်းသញ្ញကစောင့်နေမယ်ဆိုတာတွေကြံခဲ့ပြီចောင်းသားကပြပြီးစပိန်ငားလို့ရတဲ့ဆိုင်လေးတွေကြံခဲ့ပြီဟိုနားကသချင်းစတဲ့နေရာဒီနားကအချစ်စတဲ့နေရာအားလုံးကြံခဲ့ပြီဘယ်သူခေါ်သားမှကြားရလို့တော့မဟုတ်ပါဘူးရွာရိုးကိုပေါ့ကျွန်တော်လျှောက်သွားနေခဲ့တာဆယ်စုနှစ်တစ်ခုစာတယူဇနာနှစ်ယူဇနာခြေရတွေတောင်ပြလို့ပင်လယ်ပပင်းနဲ့ကျွန်းညိုကျွန်းညမှာအိတ်တဲ့အခါအိတ်တယ်တခါလေကမ်းကြီးတွေကြောက်ညိုနန်းဆောင်မြင့်တွေခရုံငုံတွေဖိုးဝေးလောက်အောင်ခင်းထားတဲ့ရိုးမြေကြလမ်းကလေးတွေတခါဆမ်းပြားလုံးနဲ့ခင်တန်းတာယာတွေခင်မုံသက်ဝေလိုလူစကားပြောတတ်တဲ့ပန်းပွင့်လေးတွေတခါတလေအချို့တောင်ပေါ်ရွာလေးတွေမှာတဆောင်းတန်တွေကျွန်တော်ပြောတဲ့လောက်နေပြေးလိုက်တာပါပဲသူတို့ဘာသာစကားနဲ့ထီကယုံပင်လေးတွေကိုရှက်တတ်မတဲ့ဒီလိုတိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြားအိမ်မက်တခြားပဲတခါတော့ခေါင်းစဉ်ပေါ့ပြပြနဲ့စိတ်မှလန်းကြားတွေအရင်ကြီးကိုတုံးပြီးမုန်းကျင်တိုင်းမုန်းနေကြတဲ့ညီကိုတွေဆေးစရာနဲ့လူသက်သမားလက်ကိုခွဲထားကြတဲ့သူတွေတခါတလေမုတ်တုံကွယ်ရာရှိုးတွေမြောင်းတွေကွန်ကရစ်နာကျနေတဲ့မြို့ပြတွေတခါစိတ်လိုက်မှန်ပါငိုခွင့်မရှိတဲ့ထက်ခိုးလေးတွေဒီလိုအရစ်ကြစနစ်နဲ့ကျွန်တော်ကြပြားဆရာဖြစ်လာခဲ့ပုံရပါတယ်မြေကဘာကြီးခင်ဖုံးသက်ဝေကြီးဟောဒီလိုရတုဇိုးတွေအလင်းငါပြက်တွေနဲ့သေးနှုတ်သူရဲ့ဆက်သားမှုမှာပျော်နိုင်ကြပါစေပုံမှန်ပါပဲခင်ဖုံးသက်ဝေပြက်တော့ပြောဘူးတလို့စေကမ်းပြပြက်တိုင်းအချိန်မှန်စားခိုင်းတာတို့စီးကရက်တွေအပူဆက်တွေလျှော့ခိုင်းတာတို့ဘယ်အချိန်ကလေးကဒီလိုစအောင်တာလဲဆိုတော့လျှို့ဝှက်သောနှင်းရုပ်ရှင်ယုံနေတဲ့နေ့ကပေါ်ဟုတ်လို့ကျွန်တော်ပြန်ပြေးလိုက်တယ်သူတို့နားမလည်ကြဘူးခင်မုံသက်ဝေခုနှစ်တက်ကလေးတွေဒါတွေကိုပဲထက်ထက်မေးနေတယ်ပြီးတော့ဇုံလုံးကနေသူကရှုမြော်ကင်းကိုကြည့်တယ်လို့ကျွန်တော်ကိုသူတို့ကြည့်ကြတယ်အားလုံးကိုရွရွချွံချွံအရှုံးပေးလိုက်ပါတယ်မနေ့ကကိုဒီနေ့လို့စိတ်မှထင်လာရင်အားလုံးလမ်းတော့သားကြပါလိမ့်မယ်ခွင့်လွတ်နေကြကမ်းပါတွေကိုတိုက်စားဖြိုချခဲ့တဲ့မြစ်ကျွန်တော်အပြစ်ရှိတာကျွန်တော်သိပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဒါကဧပြီတော့ကတစ်တပင်ဖြစ်ပါတယ်တောင်းပန်ပါတယ်ဒါကကျွန်တော်ပွင့်စီခြင်းနဲ့စနေအောင်ပန်းဝင်ဖြစ်ပါတယ်ခင်မုံသက်ဝေလောင်ရည်နေမှာလဲကျွန်တော်သိပါတယ်ကြည့်နေတဲ့သူတွေနှမျောသွားတဲ့အထိရဲတဲ့ပြုံးတက်တာကျွန်တော်သိပါတယ်လွယ်တကူထုတ်သုံးမိတိုင်းအလွမ်းဟာအန္တရာယ်များလာတယ်။လွေလေယူတွေဇဝေဇဝါနဲ့တိုက်နေကြပြန်ပါပြီ။အလွန်ကျွံဆွမ်းသားရတဲ့အရက်မှာသူ့လိုငါလိုကျွန်တော်အရင်လိုပါပဲခင်ဖုံးသက်ဝေ
ဒီတညလဲအရင်ညကဆူတောင်းလို့တစ်ခါတော့ပဲထပ်တွေ့ခြင်းမိပါတယ်နှုတ်ဆက်ဖို့ပါတန်းတင်